လူဖွဲ့စည်းဆိုတာကမိန်းမတွေရဲ့အတန်ကိုတိတ်ဆိတ်စေဖို့နီလန်ပေါင်းစုံနဲ့စ조사ခဲ့ကြတယ်နော်ခမားတို့သတိထားမိကြလားမသိဘူးခမားရဲ့ကိုယ်ပိုင်ထင်မြင်ချက်ခံစားချက်နဲ့အိမ်မက်တွေကတန်ဖိုးမရှိဘူးလို့ထင်လာအောင်လုပ်ခံခဲ့ရတာတွေခမားရဲ့စကားတွေကိုအလေးမထားပဲပယ်ချခံခဲ့ရတာတွေဒါမှမဟုတ်ပိုဆိုးတာကခမားရဲ့အတွေ့အကြုံတွေကိုလုံးဝမရှိခဲ့သလိုမျိုးသဘောထားခံရတာတွေကြုံဘူးကြမှာပါဒီလိုတိတ်ဆိတ်စေခြင်းဟာပုံစံအမျိုးမျိုးနဲ့လာနိုင်ပါတယ်အိမ်မှာအလုပ်ခွင်မှာဒါမှမဟုတ်လူဖွဲ့စည်းကြီးတစ်ခုလုံးမှာပေါ့ဒါပေမဲ့ဒီနေ့မှာတော့ကျွန်တော်တို့အဲ့ဒီတိတ်ဆိတ်ခြင်းတွေကိုအတူတူချိုးဖျက်ကြရအောင်လားဒီနေ့ကျွန်တော်တို့ဟာတိတ်ဆိတ်ခံနေရတဲ့မိန်းမတွေရဲ့ရင်တွင်းစကားအသံတွေသူတို့ရဲ့ကြံ့ခိုင်မှုနဲ့ရုန်းကန်မှုတွေကိုအတိအမှတ်ပြုဖို့ဒီနေရာမှာအတူရှိနေကြတာပါခမားတို့တယောက်ချင်းစီမှာပြောပြစရာကိုယ်ပိုင်ဇလန်းတွေရှိကြပါတယ်အဲ့ဒီဇလန်းတွေဟာအားလုံးကကြားသိတဲ့ဇလန်းတွေကြီးပါပဲခမားဟာအိမ်မှာကိုယ့်ရဲ့ထင်မြင်ချက်ကိုပြောခွင့်မရတဲ့အိမ်ရှင်မတစ်ယောက်ဖြစ်နိုင်တယ်။အလုပ်မှာကိုယ့်ရဲ့အကြံဉာဏ်တွေအတိအမှတ်ပြုမခံရတဲ့ဝန်ထမ်းတစ်ယောက်ဖြစ်နိုင်တယ်။ဒါမှမဟုတ်ကိုယ့်ရဲ့အခွင့်အရေးအတွက်တိုက်ပွဲဝင်နေရတဲ့တက်ကြွလှုပ်ရှားသူတစ်ယောက်လည်းဖြစ်နိုင်ပါတယ်။ဘယ်သူပဲဖြစ်နေခမားရဲ့အတန်ကအရေးကြီးတယ်ဆိုတာကိုသိစေချင်ပါတယ်။ပထမဆုံးအနေနဲ့မိသားစုအတွင်းမှာကြုံတွေ့ရတတ်တဲ့တိတ်ဆိတ်စေခြင်းတွေအကြောင်းပြောကြရအောင်ငယ်ငယ်လေးကလေးကမိန်းကလေးတော်တော်များများဟာမိန်းကလေးဆိုတာအတန်ကျဲကျဲမပြောရဘူးလူကြီးစကားကိုနားထောင်ရတယ်ပြန်မပြောရဘူးဆိုတဲ့စကားတွေနဲ့ကြီးပြင်းလာခဲ့ရတာပါကိုယ့်ရဲ့ဆန္ဒတွေကိုယ့်ရဲ့ခံစားချက်တွေကိုထုတ်ပြောခွင့်မရဘဲအရာအလုံးကိုလက်ခံလိုက်ရောဖို့သင်ကြားခံခဲ့ရပါတယ်ဒီလိုနဲ့ပဲကိုယ့်ရဲ့ထင်မြင်ချက်တွေကအရေးမပါဘူးလို့ကိုထင်မြင်လာတတ်ကြတယ်ဥပမာပြောရရင်မိသားစုလိုက်ဆုံးဖြတ်ချက်တစ်ခုချတဲ့အခါခမားရဲ့အကြံဉာဏ်ကိုဘယ်သူမှမမေးဘူးဒါမှမဟုတ်မေးခဲ့ရင်တောင်နင်ကဘာသိလို့လဲဆိုတဲ့စကားနဲ့ပယ်ချခံရတယ်ဒီလိုအခြေအနေတွေကခမားရဲ့ကိုယုံကြည်မှုကိုတဖြည်းဖြည်းတိုက်စားသွားပြီးနောက်ဆုံးမှာတော့ကိုယ့်ရဲ့အတန်ကိုထုတ်ဖို့တောင်ကြောက်ရွံ့လာစေပါတယ်နောက်တစ်ခုကအလုတ်ခွင်မှာလဲကြားမခွဲခြားဆက်ဆံမှုကြောင့်မိန်းမတွေရဲ့အတန်တွေတိတ်ဆိတ်နေရသေးပါပဲအစည်းအဝေးတွေမှာကိုယ့်ရဲ့အကြံဉာဏ်ကိုတင်ပြပေမဲ့ဘယ်သူမှအာရုံမစိုက်ဘူးဒါပေမဲ့ကိုပြောတဲ့အကြံဉာဏ်ကိုပဲအမျိုးသားလုပ်ဖော်ကိုင်ဘက်တယောက်ကပြန်ပြောလိုက်တဲ့အခါမှာတော့အားလုံးကလက်ခုပ်တီးပြီးချီးကျူးကြတယ်ဒီလိုအဖြစ်အပျက်မျိုးကို mentorship ဒါမှမဟုတ် appropriating လို့ခေါ်ကြပါတယ်ဒါဟာခမားရဲ့အရေးချင်းကိုအတိအမှတ်မပြုတာခမားရဲ့ပံ့ပိုးမှုကိုမျက်ကွယ်ပြုတာပါပဲယာရုတိုးတဲ့အခါမှာလဲအရေးချင်းတူရင်တောင်အမျိုးသားတွေကိုပိုဦးစားပေးခံရတာမျိုးတွေကလည်းမိန်းမတွေရဲ့အတန်ကိုပိုပြီးတိုးတိတ်သွားစေတဲ့အကြောင်းရင်းတွေကတစ်ခုပါပဲဒီလိုအခြေအနေတွေကြောင့်အလုတ်ခွင်မှာကိုတက်သေးပြဖို့နှစ်ဆစ조사နေရပြီးစိတ်ဖိစီးမှုတွေကိုတန်ဖိုးမထားနိုင်တော့တဲ့ခံစားချက်တွေနဲ့ရင်ဆိုင်နေရပါတယ်ဒါဆိုကျွန်တော်တို့ဘာလုပ်နိုင်မလဲဒီတိတ်ဆိတ်ခြင်းရဲ့တန်တရားကိုဘယ်လိုဖြစ်တော့ကြမလဲပထမဆုံးနဲ့အရေးအကြီးဆုံးအချက်ကကိုယ့်ရဲ့အတန်ဟာတန်ဖိုးရှိရဲဆိုတာကိုကိုယ်တိုင်ယုံကြည်ဖို့ပါပဲခမားရဲ့အတွေ့အကြုံခမားရဲ့ခံစားချက်ခမားရဲ့အမြင်တွေကမှန်ကန်ပြီးအရေးပါပါတယ်ဘသူကမှခမားကိုတန်ဖိုးမရှိဘူးလို့ပြောပိုင်ခွင့်မရှိပါဘူးကိုယုံကြည်မှုတည်ဆောက်ဖို့အတွက်ကိုယ့်ရဲ့အားသာချက်တွေကိုအတိအမှတ်ပြုပါကိုအောင်မြင်ခဲ့တဲ့တေးမွှားကိစ္စလေးတွေကိုဂုဏ်ယူပါဒုတိယအချက်ကတော့စပြီးစကားပြောဖို့ပါပဲကြောက်နေရင်တောင်ပြောပါအစပိုင်းမှာတော့ခက်ခဲနိုင်ပါတယ်ကိုယ့်ရဲ့အတန်ကတုံရင်နေနိုင်တယ်စကားလုံးတွေကထင်ငော့နေနိုင်တယ်ဒါပေမဲ့ပြောလိုက်ပါမိသားစုညစာဝိုင်းလေးမှာကိုယ့်ရဲ့ထင်မြင်ချက်ကိုရင်ကျေးကျေးနဲ့စပြီးပြောကြည့်ပါအလုပ်စည်းဝေးမှာကိုယ့်ရဲ့အကြံဉာဏ်ကိုတတိမွေးပြီးတင်ပြကြည့်ပါအစပိုင်းမှာအရာအလုံးအဆင်ပြေခြင်းမှပြေပါလိမ့်မယ်ဒါပေမဲ့လေ့ကျင့်မှုများလာတာနဲ့အမျှခမားဟာပိုပြီးယုံကြည်မှုရှိလာမှသိကြပါတယ်တတိယအချက်ကတော့တယောက်နဲ့တယောက်အပြန်အလှန်ပံ့ပိုးကူညီဖို့ပါပဲတခြားမိန်းမတယောက်ကသူ့ရဲ့အတန်ကိုထုတ်ဖို့စ조사နေတဲ့အခါသူ့ကိုအားပေးပါသူ့စကားကိုဂရုတစိုက်နားထောင်ပါသူ့ရဲ့အကြံဉာဏ်ကိုအတိအမှတ်ပြုပါအစည်းအဝေးမှာလုပ်ဖို့ကင်ဖက်မိန်းကလေးတယောက်ရဲ့စကားကိုဖြစ်ပြောခံရတဲ့အခါခဏလေးနော်သူပြောတာလေးဆုံးအောင်နားထောင်လိုက်ရအောင်ဆိုပြီးဝင်ပြောပေးလိုက်ပါကျွန်တော်တို့မိန်းမတွေဟာတယောက်ကိုတယောက်ထောက်ပံ့ပေးတဲ့အခါကျွန်တော်တို့ရဲ့စုပေါင်းအင်အားကပိုပြီးကြီးမားလာပါတယ်ကျွန်တော်တို့ရဲ့အတန်တွေကပိုပြီးကျယ်လောင်လာပါတယ်
နောက်ထပ်အရေးကြီးတာတစ်ခုကတော့ကိုယ့်ရဲ့အခွင့်အရေးတွေကိုသိရှိနားလည်ထားဖို့ပါပဲအိမ်တွင်းအကြမ်းဖက်မှုအလုပ်ခွင်မှာခွဲခြားဆက်ဆံခံရမှုတွေနဲ့ပတ်သက်ပြီးဥပဒေတွေအကူအညီပေးနိုင်တဲ့အဖွဲ့အစည်းတွေအများကြီးရှိပါတယ်ဒီအကြောင်းအရာတွေကိုလေ့လာထားပါလိုအပ်လာတဲ့အခါမှာအကူအညီတောင်းဖို့မကြောက်ပါနဲ့ခမားဟာတယောက်တည်းမဟုတ်ဘူးဆိုတာကိုအမြဲတမ်းရပါခမားကိုကူညီဖို့ခမားရဲ့ဘက်မှာရပ်တည်ပေးဖို့အသင့်ရှိနေတဲ့သူတွေအများကြီးပါကိုယ့်ရဲ့ဇလန်းကိုမျှဝေခြင်းဟာလည်းတိတ်ဆိတ်ခြင်းကိုချိုးဖျက်ဖို့အစွမ်းထက်တဲ့နည်းလမ်းတစ်ခုပါပဲခမားရဲ့အတွေ့အကြုံတွေကိုတငယ်ချင်းတွေမိသားစုဝင်တွေဒါမှမဟုတ်ဆိုရှယ်မီဒီယာပေါ်မှာမျှဝေလိုက်ပါခမားရဲ့ဇလန်းကတခြားတိတ်ဆိတ်ခံနေရတဲ့မိန်းမတွေအတွက်ခွန်အားဖြစ်စေနိုင်ပါတယ်ငါတယောက်တည်းမဟုတ်ပါလားဆိုတဲ့ခံစားချက်ကိုသူတို့ကိုပေးစွမ်းနိုင်ပါတယ်ကျွန်တော်တို့ရဲ့တဦးချင်းစီရဲ့ဇလန်းတွေကိုစူးစီးလိုက်တဲ့အခါမှာတော့ဒါဟာလစ်လျူရှုလို့မရနိုင်တဲ့အစွမ်းထက်တဲ့လှုပ်ရှားမှုကြီးတစ်ခုဖြစ်လာမှာပါ။နောက်ဆုံးအနေနဲ့ကျွန်တော်တို့အားလုံးဟာနားထောင်သူကောင်းတွေဖြစ်လာဖို့လဲလိုအပ်ပါတယ်။မိမတစ်ယောက်ကသူ့ရဲ့ရင်ဖွင့်စကားတွေကိုပြောပြလာတဲ့အခါမှာသူ့ကိုအဆုံးထိနားထောင်ပေးပါ။သူ့ရဲ့ခံစားချက်ကိုလေးစားပါသူ့ကိုအပြစ်တင်တာဝေဖန်တာမျိုးတွေမလုပ်ပါနဲ့တခါတလေမှာအကြံဉာဏ်ပေးတာထက်စာရင်ကောင်းကောင်းနားထောင်ပေးလိုက်တာကပိုပြီးတန်ဖိုးရှိပါတယ်။ဒီနေ့ကစပြီးကျွန်တော်တို့ရဲ့အတန်တွေကိုပြန်လဲရှာဖွေကြရအောင်ကိုယ့်ရဲ့တန်ဖိုးကိုကိုယ်တိုင်အတိအမှတ်ပြုကြရအောင်တယောက်နဲ့တယောက်လက်တွဲပြီးပုံမိုးကျဲလောင်စွာဟစ်ကြွေးကြရအောင်ဘာဖြစ်လို့လဲဆိုတော့မိမတယောက်ရဲ့အတန်ဟာသူ့တယောက်တည်းအတွက်မဟုတ်ပါဘူးသူ့မိသားစုသူ့အတိုင်းဝိုင်းနဲ့တောကလုံးအတွက်ပါကျွန်တော်တို့ရဲ့အတန်တွေကပြောင်းလဲမှုကိုဖန်တီးနိုင်ပါတယ်ကျွန်တော်တို့ရဲ့အတန်တွေကတရားမျှတမှုကိုတည်ဆောက်နိုင်ပါတယ်ကျွန်တော်တို့ရဲ့အတန်တွေကအနာဂတ်ကိုပုံဖော်နိုင်ပါတယ်ခမားရဲ့အတန်ကိုတိတ်ဆိတ်မသွားပါစေနဲ့ခမားရဲ့ဇလန်းကိုပြောပြပါခမားရဲ့အမှန်တရားကိုဟစ်ကြွေးပါဘာကြောင့်လဲဆိုတော့ခမားရဲ့အတန်ကအရေးကြီးလို့ပါပဲအခုချိန်ကစပြီးတိတ်ဆိတ်ခြင်းတွေကိုအတူတူချိုးဖျက်ကြပါစို့ဒီဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးခမားတို့ရဲ့အမြင်တွေအတွေ့အကြုံတွေကိုလည်း comment မှာရေးခဲ့ပေးဖို့ဖိတ်ခေါ်ပါတယ်ဒီလိုအကြောင်းအရာတွေကိုစိတ်ဝင်စားရဆိုရင်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားပြီးနောက်ထပ်ဗီဒီယိုတွေကိုစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်